ပစွန်ဆိုရင်လေပစွန်တော့အကြီးရည်တဲ့ဒီလိုပစွန်တေးသေးလေးတွေကိုပိုကြိုက်တဲ့လူရှိကြလားယင်ဒီပစွန်တေးသေးလေးတွေကလေစားရတာလည်းခက်တယ်လို့စေးရည်နဲ့အရန်လောက်ဝင်တာဒီမှာပစွန်ရဲ့အရသာကိုပို့ပေါ်ဖို့လေကျက်သွန်ပြူလေးတစ်မျိုးနဲ့သုံးပြီးကြော်ထားပါတယ်ရှင်အရင်ဆုံးစီပူလာလို့ရှိရင်ကျက်သွန်ပြူဓာတ်ပြိုက်ထားတာလေးထည့်ပြီးရောစီတက်ပေးပါတယ်ရှင်ပြီးရင်တော့အယောင်လေးလှအောင်စနွှဲမှုန့်နဲ့အယောင်တင်မုံလေးပါထည့်ပြီးစီတက်ပေးပါတယ်တက်တာလေးမွေးလာရင်တော့ငရုတ်တီးကြက်ပတ်လေးကိုဆက်စားနိုင်တဲ့လောက်လေးထည့်ပြီးတော့ကြော်ပေးပါတယ်ရှင်ရတာအတွက်ငန်းပြိုင်လေးနဲ့ငယ်ကိုလေဒီနေရာမှာပဲစီတက်လိုက်ပါတယ်ရှင်စီတက်တာလေးမွေးလာရင်တော့စေးထားတဲ့ပစွန်လေးတွေကိုထည့်ပြီးတော့ကြော်ပေးလို့ရပါပြီရတာအတွက်လည်းချုံမုံလေးနဲ့ငယ်ထည့်ပြီးတော့တေချာလေးနှံ့ဆက်သွားအောင်ကြော်ပေးပါတယ်ရှင်ဒီပစွန်လေးကိုလေရေလုံးဝမထည့်ပဲနဲ့သူ့ရဲရထွက်လာတဲ့အရေလေးတွေနဲ့ပဲတေချာလေးကြော်ပေးပါတယ်ပစွန်ဆိုတော့လေတိတ်ကြကြီးတော့ကြော်ပေးစရာမလိုပါဘူးရှင်ဒီလိုအမွှေးလေးတွေနဲ့ပစွန်ကလေငငယ်တုန်းကနေရလူကြုံရှိတဲ့အတော်တွေကအမြဲကြော်ပြီးပို့ပေးခဲ့လို့အရန်ကြိုက်ခဲ့ရတာဒီဟင်းလေးကလေဘတ်ဂျက်ဟင်းလို့လည်းပြောလို့ရတယ်တီလား30သားမှ2000ပဲပေးရလို့ဒီတအိုးလုံးမှ9000ပဲရှိတယ်ဒီလိုပစွန်လေးတွေကြိုက်ရင်လည်းကြော်စားကြည့်ကြပါအောင်ရှင်ဘိုင်